လေးကတော့ဘွေးရဲ့စိတ်ကူးဆိုတဲ့ချင်းလေးဖြစ်ပါတယ်ရှင်ဟုတ်စိတ်ကူးထဲမှာပေါ့နော်စိတ်ကူးထဲမှာကောင်လေး2ယောက်နဲ့ပေါ့ချစ်သူ2ယောက်နဲ့ကိုတယောက်မောင်တယောက်အဲ့လို2ယောက်နဲ့ပုံဖော်တာဖြစ်ပါတယ်ကိုကဘယ်ရောက်ပါကိုမအားပလစ်တော့မောင်ပဲခေါ်လာကိုရပလစ်မောင်လေးကလည်းမောင်လေးကကြတော့လိမ္မာချင်းအောင်ဆောင်နေရမောင်လေးကကြတော့လိုချင်တာမရသေးလို့လိမ္မာချင်းအောင်ဆောင်နေရဟုတ်လားဟုတ်တယ်မမစီကလိုချင်တာရပါရင်မောင်လည်းပြေးတော့ပြေးတော့မောင်လေးကလည်းမမရှိလိုချင်တာပါလဲမောင်အာဘွားလိုနေတာအာဘွားဒါပဲအင်းပေါ်တစ်ဖြတ်ပေါ်တကယ်စိတ်ကူးပဲလားဘလို့တစ်ဖြတ်ပေါ်တော့ဒီဟာကိုနဲ့မောင်ပဲဆိုတာတကယ်အပြင်မှာလက်တွေ့ဘဝမှာ तू မရနိုင်နေပြောရအောင် तू ကစိတ်ကူးတစ်ချင်းထဲမှာ तू လိုချင်တာလေးကိုဖန်တီးရဖြစ်ပါတယ်ခင်ဗျာအမူထဲမှာလည်းချစ်စရာကောင်းတဲ့ပုံစံမျိုးလေးပေါ့နော်ကိုနဲ့ဆိုလဲကိုနဲ့ကိုချွဲနေတဲ့ပုံစံလေးမောင်လေးဆိုမောင်လေးကိုကိုကနေပြီး view site တယ်အဲ့လို like တယ်အဲ့လိုမျိုးပုံစံမျိုးရမ်းရတယ်သူသူရမ်းရတယ်တင်ကြမလို့နော်ပြောပြလိုက်ပါနော်ကိုနဲ့ဆိုလို့ရှိရင်လည်းဒါကိုစီမာကိုကအဲ့လိုချွဲတယ်ကိုစီမာကိုမတက်တဲ့ຢာတွေတင်တယ်မောင်ကြတော့ကိုကပြန်တင်ပေးတယ်ကိုစီကတင်လာတဲ့ຢာတွေကိုမောင်ပြန်တင်ပေးတယ်ကိုစီကရတဲ့ပတ်စံတွေကိုမောင်ပြန်ပေးတယ်မောင်ကတိတ်ပြော့တာမောင်ကတိတ်ပြော့တာလေဒါမျိုးဆိုရင်အဲ့လိုမျိုးပြောမောင်လေးကတစ်ဖက်သက်တော့နစ်ဆန်ရတယ်ပေါ့နော်မောင်ဘက်ကိုပူပါနေနော်အဲ့လိုဖြစ်သွားတယ်ကိုရပလစ်လို့မောင်ဘက်ကိုပူပါနော်ဟုတ်ကိုကတော့မပလစ်ပါဘူးကိုကလည်းချစ်ရှာပါတယ်ကိုနဲ့မောင်နဲ့ဘယ်သူပိုချစ်တာလဲဟန်ညောင်စလုံးလည်းချစ်ပါတယ်ကွက်ချီအောက်လိုက်တာဆိုမောင်ရှိပါဘူးပြောစိတ်ကူးထဲမှာတော့ဘယ်လိုပြောရမလဲနှစ်ယောက်စလုံးကိုကချစ်နေရလေအဲ့လိုဆိုစိတ်ကူးထဲမှာတော့ဘုရုမြင်ချစ်နေရပဲပြီးတော့ကိုမြင်ရတယ်ချစ်သွားတာပဲမောင်မြင်ရတယ်မောင်လာချောလိုက်တာချစ်လိုက်တာပေါ့အဲ့လိုဖြစ်သွားတာပဲနှလုံးသားကြီးရဲ့ကောင်မလေးပေါ့အင်းပေါ့နည်းနည်းပေါ့နှလုံးသားမှာအမှန်တော့နှလုံးမှာအခန်း၄ခန်းရှိတယ်တဲ့သွေးပြန်ကြော2ခန်းသွေးလွတ်ကြော2ခန်းအဲ့လိုခန်း၄ခန်းရှိတယ်အမှန်ဆို4ယောက်ဆန်တယ်ဒါပေမဲ့ကိုနဲ့မောင်တို့2ယောက်အစာပဲပေးထားတောင်းဆိုလိုက်လေအဲ့ဆိုလီကြီးစား4ယောက်ရှိတယ်ကြောက်လိုက်တော့မရနော်ကြောက်ကောင်းလိုက်တာ तू ရိုက်နေတဲ့အချိန်မှာကို तू ပျော်နေရလေကိုနဲ့ဆိုခလေးလေးလိုပဲမောင်နဲ့ကြာလဲतू ကမမပြဖြစ်သွားပြန်ဆင်မလေးဖြစ်သွားရိုက်နေချိန်မှာကတော့အရန်ပျော်စရာကောင်းတဲ့အမှတ်တရဖြစ်တယ်အဲ့လိုရှင်အကိုရင်းနှစ်ယောက်စလုံးနဲ့ကလည်းဟိုအရန်ကို chemistry မိရယ် chemistry ရော physics တွေရော bio တွေရောအကုန်မိရယ်ပေါ့နော်ဘာသာစုံမိရယ်အရန်မိပြီးတော့အရန်အဆင်ပြေရယ်ပြီးလို့ရှင်ဟိုတယောက်နဲ့တယောက်တားကြီးထိန်းနေစရာလည်းမလိုဘူးပေါ့နော်အဲ့လိုဖတ်စရာရှင်ဖတ်ချပလိုက်တယ်အဲ့လိုမျိုးနော်အဲ့လိုအပွားတွေပေးပလိုက်တယ်အဲ့လိုမျိုးဟေး